ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် Redrush Daily နဲ့ကျွန်တော်ငွေဘယ်လိုမျိုးထုတ်ရမလဲဆိုတော့ကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Redrush Daily နဲ့ကျွန်တော်ငွေထုတ်ဖို့အတွက်ဆိုရင်ကျွန်တော် Payback account ရှိမှငွေထုတ်လို့ရတာလားဒါမှမဟုတ် KP ရှိုံနဲ့တင်လဲကျွန်တော်တို့ငွေထုတ်လို့ရလားဘာလားညာလားဆိုတော့ဒီနေ့ဗီဒီယိုမှာ brother တို့ကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် channel လေးကိုလည်း subscribe နေပြီးခဲ့ဖို့လုံးဝမပေးပါနဲ့ကဲဒါဆိုရင်တော့ကျွန်တော်အချင်းလေးမဆက်ဘဲနဲ့အားလိုက်ချင် Let's go ကဲဒါဆိုရင်တော့ကျွန်တော် Redrush Daily နဲ့ကျွန်တော်ငွေထုတ်ဖို့အတွက်ဆိုရင် Redrush Daily ထဲကိုကျွန်တော်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီညမှာအားနဲ့ဆိုတာလေးရှိရပါတော့အကောင့်လေးကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ဗောနော် Okay ဒီညမှာကျွန်တော်2မျိုးရှိရပါတော့တနေ့ကကျွန်တော်ဒီကောင်လေးရှိမယ်နောက်တစ်နေ့ကတော့ဒီကောင်လေးရှိမယ်ဗောနော်ဒီကောင်လေးကတော့ကျွန်တော်လူဖိတ်ခေါ်ပြီးတော့ကျွန်တော်ရှာထားတဲ့ဒေါ်လာလို့ကျွန်တော်ထင်တယ်နောက်တစ်ခုကတော့ကျွန်တော်ကိုတိုင်းအလုံးမှပဲကျွန်တော်တို့ရတဲ့ coin လို့ကျွန်တော်ထင်တယ်ဗောနော်ဆိုတော့ဒီထဲကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ဆိုရင်တော့နေကြီးတဲ့အချိန်မှာဆိုရင်တော့ဒီမှာကတော့$1ပြေးမှာပဲပေးထုတ်တော့ဗောနော်ကျွန်တော်စီမှာဆိုရင်တော့$0.3ပဲရှိတဲ့အတွက်ကြောင့်ဒီကောင်လေးကျွန်တော်ငွေထုတ်လို့မရသေးဘူးဆိုတော့ကျွန်တော်နောက်တစ်ခုနေ့ကနေကျွန်တော်ငွေထုတ်ကြည့်မယ်ဗောနော်အကောင်လည်းပြေးပြီလားဆိုတော့ကျွန်တော်တက်ချက်ကြည့်မယ်ဒီထဲကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ဗောနော်အဲ့ဒါကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ဆိုရင်တော့ဒီမှာ brother မြင်တဲ့အတိုင်းပဲကျွန်တော်မှာ$6ရှိတဲ့အတွက်ကြောင့်ဒီမှာ cash out လို့ရုပ်ကျွန်တော်တက်ချက်နှိပ်လိုက်မယ်ဒီနေရာမှာကျွန်တော်တို့$5နဲ့စပြီးတော့ပေးထုတ်တယ်ဆိုတော့အောက်မှာတော့ payback option လေးရှိမယ်ကျွန်တော်စီမှာတော့$6ရှိတဲ့အတွက်ကြောင့်ကျွန်တော်စပြီးတော့ကျွန်တော်ထုတ်လို့ရရပါတော့ဆိုတော့ကျွန်တော်တို့ထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ$5လေးရှိမယ်ဆိုရင်တော့ကျွန်တော်$5လေးကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် withdraw ကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပေါ့နော် okay ဒီနေရာမှာကျွန်တော်သူက payback ဆိုပြီးတော့ကျွန်တော် payback ရဲ့ mail တောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျွန်တော် payback account မရှိလေရတယ် brother တို့ကိုကျွန်တော် intro မှာပြောတဲ့အတိုင်းပဲ payback account ရှိဖို့လိုလားဆိုတော့ payback account ရှိတယ်ဆိုရင်တော့ payback ရဲ့ mail ထည့်ရုံပဲပေါ့နော် payback account မရှိဘူးဆိုရင်တော့ဒီ payback account ကိုတစ်ခါမှမဖွင့်ထားတဲ့ Gmail ကိုထည့်ပါအဲ့ဒီ Gmail ကိုကျွန်တော်ထည့်ပြီးတော့အဲ့ Gmail နဲ့အဲ့ Gmail မှာကျွန်တော်ငွေထုတ်လိုက်မယ်ပေါ့နော်ငွေထုတ်ပြီးတော့အဲ့ Gmail ထဲမှာကျွန်တော်ရောက်လာပြီဆိုရင်တော့အဲ့ဒီ link နဲ့ကျွန်တော်ကိုလာရောင်းလို့ရပါတယ်ဒါကတော့ကျွန်တော် Gmail link ရောင်းတဲ့နည်းပေါ့နော်ဆိုတော့ကျွန်တော်စီမှာတော့အခုလောလောဆယ်ကတော့ payback account ရှိတဲ့အတွက်ကြောင့် payback mail လေးထည့်ထားတယ်ဆိုတော့ထည့်ထားပြီးပြီဆိုရင်တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်ပြီးပြီဆိုရင်တော့ payback mail မှန်လားမမှန်လားဆိုတော့ပြန်စစ်ခိုင်းတယ်မှန်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီအောက်ကဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်ပေးရုံပဲပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်10လပိုင်းကျွန်တော်3ရက်နေ့ကျွန်တော်ထုတ်ထားတာ processing တော့ဖြစ်နေတယ်ဗောနော်အကောင့်လေးကိုပြန်ကြည့်ဖို့အတွက်ဒီမှာတစ်ချက်ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာအရင်တစ်ခါကျွန်တော်$2ထုတ်ထားတာလဲကျွန်တော်ရောက်တယ်ဗောနော် okay ဒါဆိုရင်တော့ကျွန်တော်တို့ရောက်ပြီလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်ဖို့အတွက်ဆိုရင်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာချက်ချင်းပဲဗျာ10:46ထုတ်ထားတယ်10:49 1မိနစ်အတွင်းမှာရောက်လာတယ်ဆိုတော့တော်တော်လေးကိုမြန်တယ်ဆိုတော့တကယ်ရောရောက်လာဆိုတော့ကျွန်တော် payback ရဲ့ကျွန်တော်တို့ mail ထဲမှာကျွန်တော်တစ်ချက်ကြည့်မယ်ဗောနော်ကျွန်တော်တို့ payback mail ထဲရောက်လာပြီကျွန်တော်အားတော့ကျွန်တော်တစ်ချက်နဲ့ကြည့်မယ်ဗောနော်ဆိုတော့ဒီမှာတစ်ချက်ကြည့်လိုက်မယ်ဆိုတော့ဒီမှာ mobile link ကနေကျွန်တော်တို့ send လုပ်လိုက်တာ$5ချက်ချင်းရောက်လာတယ်ဆိုတော့အော်တိုဘာလ3ရက်နေ့ဆိုတော့ oh my god တော်တော်လေးကိုမြန်တယ်ဗောနော်ဒီ application က Redrush Daily ကတော့တကယ်ကို share ကျန်းတယ်ဆိုတော့ brother တို့ကြည့်လို့ရတယ်10:49ရောက်လာပြီဗောနော် Redrush Daily ကတော့ငွေထုတ်တာတော့ကျွန်တော်တို့တော်တော်လေးကိုမြန်တယ်လို့ပြောရမယ်ဒါပေမဲ့တခုရှိတာဒီ Redrush Daily ကကိုတိုင်းလုံးမယ်ဆိုရင်တော့လုံးဝမလွယ်ဘူးလို့ကျွန်တော်ထင်တယ်ဗောနော်အချိန်ပေးရတာနဲ့မတန်ဘူးလို့ကျွန်တော်ထင်တယ်လူဖိတ်ခေါ်မှပဲအဆင်ပြေနိုင်တယ်ဗောနော် online ငွေရှာ application တော်တော်များများအတိုင်းပါပဲလူမခေါ်နိုင်ဘူးဆိုရင်တော့ပေးရတဲ့အချိန်နဲ့မတန်ဘူးလို့ပြောရမယ်အကြားထဲကမြန်မာနိုင်ငံမှာလည်းကျွန်တော်တိတ်မတက်တော့ application တော်တော်များများအလုံးမဖြစ်ဘူးဒါကြောင့်မလို့ကိုတိုင်းလုံးမယ်ဆိုရင်တော့လုံးဝမလုပ်စေချင်ဘူးလူခေါ်နိုင်တယ်ဆိုရင်တော့အဆင်ပြေတယ်လူမခေါ်နိုင်ဘူးဆိုရင်တော့ဒီ application သုံးဖို့လုံးဝ recommend မပေးပါဘူး okay ဒါဆိုရင်ကျွန်တော်ငွေထုတ်တဲ့နေရာကိုလည်းကျွန်တော်ပြောပြပေးပေါ့နော်အကဲဒါကျွန်တော်ဒီနေ့နဲ့ငွေထုတ်ချင်တယ်ဆိုရင်လည်းအဲ့အတိုင်းပဲ payback account ရှိတဲ့ brother တွေဆိုရင်တော့ payback mail လေးထည့်မယ် payback account မရှိတဲ့ brother တွေဆိုရင်တော့ payback account တစ်ခါမှမဖွင့်ထားလေ Gmail ကိုကျွန်တော်တို့ထည့်ပြီးကျွန်တော်ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီ application နဲ့ငွေထုတ်တဲ့နေရာလည်းတော်တော်လေးကိုလွယ်တယ်လို့ပြောရမယ်အကဲဒါ brother တွေက payback account ဖွင့်နေသိရှင်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ဒီ video လေးကိုတွက်ကြည့်လိုက်ပါကျွန်တော်တို့အမှပြန်စကြမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thanks for watching